အောင်မြင်မှုတွေရယူဖို့အတွက်မန်ယူရောက်လာခဲ့တယ်လို့ပါလီပါဖွင့်ဟာမန်ယူအသင်းရဲ့အနာဂတ်ခီးစဉ်တွေကစိတ်လုံရှားစရာကောင်းတယ်လို့အသင်းနဲ့တူအောင်မြင်မှုတွေရယူဖို့အတွက်ရောက်လာခဲ့တာဖြစ်တယ်လို့မန်ယူဝင်လက်လူသစ်ပါလီပါကဖွင့်ဟလိုက်ပါတယ်။အသက်22နှစ်အရွယ်ကင်မရွန်လက်ရွေးစင်ပါလီပါကပြောင်းရွှေ့ကြေးပေါင်း65တန်းနဲ့စုကြေးပါဝင်တခြားကန်စားခွင့်ပေါင်း9တန်းစုစုပေါင်းတန်ကြေးပေါင်းတန်း80နဲ့ဘရိုက်တန်အသင်းကနေမန်ယူအသင်းကိုရောက်လာတာဖြစ်ပါတယ်။ပါလီပါကမန်ယူအသင်းနဲ့9နှစ်သက်တမ်းရှိတဲ့စာချုပ်ကိုအင်္ဂါနေ့ကချုပ်ဆိုခဲ့တာဖြစ်ပြီးမန်ယူအသင်းမှာနီးပြခါရီနဲ့တူတူအလုပ်လုပ်ဖို့အတွက်မစောင့်နိုင်အောင်ဖြစ်မိတယ်လို့ပြောသွားပါတယ်။မန်ယူအသင်းဟာပြီးခဲ့တဲ့နေရာသစ်ကပါလီပါကိုခေါ်ယူဖို့စ조사ခဲ့ပေမဲ့ဘရိုက်တန်အသင်းဘက်ကပြောင်းရွှေ့ခြင်းပေါင်တန်း100တောင်းဆိုမှုကြောင့်နောက်ဆုတ်ခဲ့ရပြီးအခုနှစ်မှာတော့အရာခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ကွင်းလက်လူသင်းပါလီပါကမန်ယူအသင်းမှာဂျော်နမတ်20ကိုဝစ်ဆင်သွားမှာဖြစ်တယ်လို့သိရပါတယ်။မန်ယူသင်းတက်ဆက်မှုအောင်ဝင်းရုံတွေကတော့ပါလီပါကမန်ယူသင်းနဲ့တူခြေစွမ်းတိုးတက်လာပြီးကမ္ဘာအဆင့်ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာမဲ့သူလို့သုံးသပ်ထားပါတယ်။